အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမကိုမေးထားတဲ့မေးခွန်းလေးတွေကဒီ3နှစ်ကနေ5နှစ်ကလေးလေးတွေကိုဒီ3ညကိုတိဖို့ဘယ်လိုသင်မလဲဆိုတာလေးကိုပြောပြပေးချင်ပါတယ်ရှင်အဲ့တော့ကျမတို့ကကလေးလေးကကိန်းတွေကိုသင်တဲ့အခါမှာကျမတို့ဒီ3ည1 2 3 4အင်္ဂလိပ်လို number အနေနဲ့0 1 2 3ဒါမျိုးတွေတင်တဲ့အခါမှာဒီ3ညဆိုတာကိုနားလည်ဖို့3ညဟာဘလို့လဲဘာကို3ညလို့ခေါ်လဲဆိုတာကိုသိဖို့အတွက်ကျမကအခုဘလို့သင်ပေးရမလဲဆိုတော့အဆင့်လေးတွေရဲ့ game လေးတွေကိုပြောပြပေးချင်ပါတယ်အဲ့တော့ကျွန်မပြောပြတဲ့အချက်လေးတွေကိုမူတည်ပြီးတော့ကိုကဒီ3ညကိုသင်တဲ့အခါမှာအဆင်ပြေလောက်တဲ့ lesson plan တွေကိုရေးဆွဲနိုင်ပါတယ်ရှင့်နော်အဲ့တော့ကျွန်မအခုပြောပြပေးမှာကအရင်ဦးဆုံးကျွန်မ3ညအကြောင်းလေးကိုပြောပြပေးချင်ပါတယ်အဲ့တော့3ညဆိုတာကိုခလေးကိုသင်မယ်ဆိုရင်ကျွန်မတို့ကအရင်ဦးဆုံးဒီအချက်3ချက်ကိုသင်ရမှာဖြစ်ပါတယ်เนาะဒီအချက်3ချက်ကဘာလဲ3ညဆိုရင်ဘာမှမရှိတာကိုခလေးကိုယ်တိုင်ခံစားမိရမယ်အဲ့တော့အဲ့လိုခံစားမိအောင်ဘယ်လိုသင်မလဲကျမတို့ကဥပမာအယုတ်ကလေး3ခုရှိရဲအဲ့ဒီအယုတ်ကလေး3ခုတွေကနေတစ်ခုယူလိုက်တယ်နှစ်ခုယူလိုက်တယ်3ခုယူလိုက်တယ်အဲ့တော့အဲ့အယုတ်ကလေးထည့်ထားတဲ့နေရာမှာဘာမှမရှိတော့ဘူးမုံဆိုလဲအဲ့တိုင်းပဲဘောလုံးလေးတွေဆိုလဲအဲ့တိုင်းပဲဘာမှမရှိတော့တာကိုခံစားသိရမယ်ပြီးရင်နောက်တစ်ခုအနေနဲ့ခလေးက3ညဟာလေကိန်းတစ်ခုဖြစ်တယ်နံပါတ်တစ်ခုဖြစ်တယ်ဆိုတာကိုသိရမယ်3ည1 2 3 4ဒါမျိုးရှိတယ်ဘာမှမရှိတာ3ည1 2 3ဒါမျိုးရှိတွက်တယ်ဆိုတာကိုသိရမယ်ပြီးတော့ရင်ဘာမှမရှိတာကိုခံစားမိပြီးသွားရင်ဘာမှမရှိတဲ့အကြောင်းကိုသူကိုယ်တိုင်ပြောပြတတ်ရမယ်3ညဆိုတာဘာလဲဘာမှမရှိဘူးဒါမျိုးကိုသိရမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ကသူ့ကို game အနေနဲ့သင်မယ် game အနေနဲ့သင်မယ်ဆိုဘယ်လိုသင်လို့ရမလဲအယုတ်လေးတွေနဲ့သင်လို့ရမယ်ဆောနာကကျမပြောသလိုမျိုးအယုတ်ကလေးတွေတစ်ခုနှစ်ခုသုံးခုရှိနေတဲ့အထဲကနေပြီးတော့တစ်ခုပြီးတစ်ခုယူသွားလိုက်တာဒီမှာ3ခုရှိတယ်တစ်ခုယူလိုက်ပြီနှစ်ခုယူလိုက်ပြီ3ခုယူလိုက်ပြီဘာကြံလဲဘာမှမကြံဘူးဘာမှမရှိဘူးဒါမျိုးစောင့်လို့ရမယ်ပြီးရင် flash card အနေနဲ့ကျမတို့က3ညရေးထားတဲ့ flash card ကိန်းရေးထားတဲ့ flash card နဲ့ဘာမှမရှိတာနဲ့ကိုရှင်တွဲပြီးမြင်ရင်းနဲ့ဘာမှမရှိတာဟာ3ညဘာမှမရှိတာဟာ3ညဘာမှမရှိတာဟာ3ညဖြစ်ကြောင်းခလေးအမြဲတမ်းသိရမယ်စောနာကဒီရုပ်တွေနဲ့သင်တယ်လို့ပဲမုတ်တွေနဲ့လည်းသင်လို့ရမယ်မုတ်တစ်ခုမုတ်နှစ်ခုမုတ်3ခုရှိတယ်တငယ်ချင်းကို300ကိုတစ်ခုစီပေးလိုက်တယ်မုတ်ခွက်ထဲမှာမုံမရှိတော့ဘူးဒါမျိုးတွေဘာမှမရှိတော့တဲ့ပုံစံသင်လို့ရမယ်ပြီးရင်ပုံဆွဲပြီးဖြတ်တာကကြတော့ကျမတို့ကဒီပုံလေးတွေ4-5ပုံလောက်ဆွဲထားမယ်ပေါ့နော်အဲ့ထဲကနေဒီပုံလေးကမလှဘူးမကြိုက်တော့ဘူးဒါမှမဟုတ်ဒီပုံလေးကိုကြိုက်လို့ယူလိုက်ပြီးနောက်တစ်ခုဒီပုံလေးကိုကြိုက်လို့ယူလိုက်ပြီးအကုန်လုံးကိုချစ်ပစ်လိုက်တဲ့အခါမှာဘာမှမရှိတော့ဘူးအဲ့ဒါမျိုးပေါ့နော်ပုံဆွဲပြီးတော့ဖြတ်ပြီးတော့သင်လို့ရမယ်နောက်ကကြပြလေးတွေတချင်းလေးတွေဆရာမတွေကိုယ်တိုင်ဆက်ထားတဲ့ကြပြတချင်းတွေနဲ့လည်းသင်လို့ရမှာဖြစ်ပါတယ်ဒီကျမတို့သဘောကောင်းတဲ့ဝလိုမျိုးပေါ့နော်အဲ့လိုမျိုးဟိုဒီ3ညအတွက်ကြပြလေးတွေဆက်ပြီးတော့လည်းသင်လို့ရပါတယ်အဲ့တော့ဒီ game အနေနဲ့ဆိုရင်1 2 3 4 5မျိုး activity ကျမကတော့စဉ်းစားပေးထားပါတယ်အဲ့ထက်ပိုပြီးတော့လည်းစဉ်းစားပြီးသင်လို့ရပါတယ်เนาะအဲ့တော့ခလေးဟာ3ညဆိုတာနဲ့ဒါတွေကိုသိရမှာဖြစ်ပါတယ်ရှင်အဲ့တော့ဒါကတော့ကျွန်မပြောပြခဲ့တဲ့3ညကိုဘယ်လိုသင်မလဲ3ညဆိုတာဘာလဲဆိုတာကိုခလေးသိအောင်ဘယ်လိုရှင်းပြမလဲဆိုတဲ့အချက်လေးတွေကိုပြောပြပေးခဲ့တာဖြစ်ပါတယ်နောက်ထပ်သိချင်တဲ့အကြောင်းလေးတွေရှိရင်လည်း comment box မှာရေးခဲ့လို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ကျွန်မကတော့ဒီချိန်ပန်းပါရှင်